လူတယောက်ကနွားချေးပုံတစ်ပုံကိုကောက်ကင်လိုက်ပေမဲ့ယွန်ရှာမဲ့အစားအားရပါးရနမ်းလိုက်ပြီးဒါကတော့ဒီလက်လက်ဆက်ဆက်ကောင်းရင်နွားချေးတွေရှိနေတာဟာနွားအုပ်ကြီးအနီးနားမှာရှိနေတာကိုဆိုလိုတာကြောင့်ပဲဖြစ်ပါတယ်။သူကသူ့လူတွေကိုလှန်တွေအစင်တစ်ပြင်ထားဖို့ပြောလိုက်ပြီးသူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမျက်နှာနဲ့စပင်းတွေအထိပါကောင်းရင်နွားချေးတွေကိုအကုန်လုံးလူပစ်လိုက်ကြပါတယ်။ဒါကတော့သူတို့ရဲ့လူညီနံ့ကိုဖျောက်ဖို့အတွက်ဖြစ်ပါတယ်။လူတိုင်းကမြေကြီးပေါ်ဝစ်ချလိုက်ပြီးနွားအုပ်ကြီးစီကိုတတိထားပြီးတရွေ့ရွေ့တွားကြပါတယ်။အခုဆိုရင်သူတို့အတွက်အချိန်ကောင်းတစ်ခုပဲလိုအပ်ပါတော့တယ်။ဒါကတော့လွန်ခဲ့တဲ့2နှစ်တောင်းတုန်းကလူသားတွေအမဲလိုက်ခဲ့ကြတဲ့ပုံစံပဲဖြစ်ပါတယ်။ဒီမျိုးနွယ်စုဟာအစားအစာမရခဲ့တာ6လတောင်ရှိနေပါပြီ။သူတို့တွေငပြက်လူနီးပါဖြစ်နေကြပါပြီ။သူတို့ဟာဒီအမဲလိုက်ပွဲအတွက်အဝေးကြီးကိုခရီးနှင်ခဲ့ကြရတာပါ။ဒီတစ်ခေါက်တော့သူတို့တွေအိမ်ပြန်ရင်လက်ပလာနဲ့ပြန်လို့မဖြစ်တော့ပါဘူး။မျိုးနွယ်စုကောင်းဆောင်ကအခွင့်အရေးကိုမြင်သွားပါတယ်။အမိတ်တစ်ခုပေးလိုက်တာနဲ့လူတိုင်းကဝုန်းကနေထွက်ပြီးကောင်းရင်နွားအုပ်စီကိုအစွမ်းကုန်ပြေးဝင်ကြပါတော့တယ်။နွားအုပ်ကြီးကလှုပ်ရှားမှုကိုကြားသွားပြီးသူတို့စီကိုတက်မက်ကြီးအချိန်ပြင်းပြင်းနဲ့ပြေးဝင်လာပါတယ်။ကောင်းရင်နွားတွေကအကောင်ကြီးပြီးအရေးအတွက်လည်းပိုများပေမဲ့လူသားတွေရဲ့ဉာဏ်ပညာကိုတော့မရှင်းနိုင်ပါဘူး။နှစ်ဖက်စလုံးမီတာ100အောက်ပဲကွာတော့တဲ့အချိန်မှာအမဲလိုက်သမားတွေကသူတို့ရဲ့လန့်တွေကိုအားကုန်သုံးပြီးပြစ်ပေါက်လိုက်ကြပါတယ်။လန့်တွေကနွားအုပ်ကြီးရဲ့အရှိမသွားဆိုင်ပြီးအတားအဆီးတစ်ခုဖြစ်သွားပါတယ်။အရှိကဥဆောင်လာတဲ့ထုံထိုင်းနွားကြီးကအတားအဆီးကိုမြင်တော့ဘဲဘက်ကိုပဲကွေ့လိုက်ပါတော့တယ်။ကျန်တဲ့နွားအုပ်ကြီးကလည်းမျက်စိမိတ်ပြီးလိုက်ကွေ့ကြပါတယ်။မကြခင်မှာပဲကောင်းရင်နွားတွေဟာကမ်းပါးရန်အစွန်းစီကိုမောင်းနှင်ခြင်းခံလိုက်ရပါတော့တယ်။သူတို့တွေရက်ဖို့ကြိုးစားတဲ့အချိန်မှာတော့အားလုံးကနောက်ကျသွားခဲ့ပါပြီ။သူတို့ရဲ့ကိုယ်ပိုင်ရှိန်နဲ့တင်မီတာ100မြင့်တဲ့ကမ်းပါးပေါ်ကနေလိမ့်ဆင်းသွားပြီးအောက်ကမြေကြီးပေါ်ကိုစောင့်မိကြပါတော့တယ်။ဒါပေမဲ့နွားနှဲငယ်ကတော့အချိန်မီတုံ့ပြန်နိုင်ခဲ့ပါတယ်။သူတို့ကအချိန်မီရက်လိုက်ပြီးအမွေးကဒေါသကြီးနဲ့ပြန်ပြီးပြေးဝင်လာကြပါတယ်။သူတို့တွေကတကောင်ကတယောက်တည်းဖြစ်နေတဲ့ကောင်လေးတယောက်ကိုပြစ်မှတ်ထားလိုက်ပါတယ်။ကောင်လေးခမအချိန်မီမရှောင်နိုင်ခဲ့ပါဘူး။ကောင်ရင်နွားကသူ့ကိုမြေကြီးပေါ်စောင့်ချလိုက်ပေမဲ့လွတ်ပေးမဲ့အရေးအယောင်လုံးဝမရှိပါဘူး။ကောင်လေးကတော့ကြည်နေုံကလွယ်လို့ဘာမှမတတ်နိုင်ရှာပါဘူး။နွားကြီးကသူ့စီကိုနောက်တစ်ကြိမ်ပြေးဝင်လာတဲ့အချိန်မှာသူဟာနွားကြိုနဲ့ချိတ်ပါသွားပြီးလုံးဝပြန်မခုခံနိုင်တော့ပါဘူး။သူ့ရဲ့အသက်ဟာစံဖျားလေးတစ်မြင်လို့စိုးရိမ်ရတဲ့အခြေအနေကိုရောက်သွားပါတယ်။ကောင်လေးရဲ့အဖေကတွတ်ဆုပ်မနေပဲလှန်တစ်ချောင်းကိုပြစ်ပေါက်လိုက်ပါတယ်။ဒါဟာနွားကြီးရဲ့ခန္ဓာကိုယ်ကိုဖောက်ဝင်သွားပေမဲ့ဒဏ်ရာရနေတဲ့ကြားကပဲနွားကြီးဟာကောင်လေးကိုကမ်းပါးပေါ်ကနေစောင့်တုံးချလိုက်ပါသေးတယ်။နောက်ဆုံးစက္ကန့်မှာကောင်လေးကကမ်းပါးနေရန်ကကြောက်တုံးတုံးကိုဖမ်းကင်လိုက်ပါတယ်။ဒါပေမဲ့ကြောက်တုံးကမကြခင်မှာပဲကွဲထွက်သွားပါတယ်။သူဟာကမ်းပါးအတိုင်းလိမ့်ကျသွားပြီးလန်တဝက်ကကြောက်ဆောင်ဆုံးပေါ်ကိုပြုတ်ကျသွားပါတယ်။သူအသက်ရှင်နေသေးလားဆိုတာကိုတော့ဘယ်သူမှမသိပါဘူး။သူ့အဖေကသူ့သားရဲ့နာမည်ကိုအော်ခေါ်ပါတော့တယ်။သူဟာတားဖြစ်သူကိုကယ်ဖို့အတွက်အောက်ကိုဆင်းဖို့ကြိုးစားပါတယ်။အန္တရာယ်ရှိနေတဲ့ကြားကပဲမျိုးနွယ်စုဝင်တွေကသူ့ကိုအမြန်ဆွဲထားကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကသူတို့ရဲ့ခေါင်းဆောင်ဖြစ်နေပြီးတမျိုးနွယ်စုလုံးအသက်ရှင်ဖို့အတွက်သူ့ကိုလိုအပ်နေသေးလို့ပဲဖြစ်ပါတယ်။ညနေဆောင်အထိအဲ့ဒီလူကတော့လက်လျှော့ဖို့ညှင်းဆန်နေတော့မှပဲသူဟာကမ်းပါးအဆုံးမှာကောင်လေးကိုဆက်ပြီးအော်ခေါ်နေရှာပါတယ်။ဒါပေမဲ့ဘာလို့ပြန်မှုမှရှိမလာခဲ့ပါဘူး။နောက်တစ်နေ့မှာတော့ခေါင်းဆောင်ကမျိုးနွယ်စုကိုအိမ်ပြန်ဖို့ဥဆောင်ရပါတော့တယ်။ကောင်ရင်နွားသားတွေရပြီဆိုတော့အိမ်မှာငက်ပြက်ပြီးအားနေနေတဲ့သူတွေကအစားအစာကိုစောင့်နေကြပါပြီ။အခြားရွေးချယ်စရာမရှိတော့တာမို့သူသားတည်ဆုံးသွားပြီဆိုတာကိုသူလက်ခံလိုက်ရပါတော့တယ်။သူ့ရဲ့ဝမ်းနည်းပူဆွေးမှုတွေကိုထိန်းချုပ်ရင်းကမ်းပါးနားမှာကြောက်တုံးမှတ်တိုင်တစ်ခုကိုသူတိဆောက်ခဲ့ပါတယ်။သူ့ရဲ့ကလေးကိုဂုဏ်ပြုတဲ့အနေနဲ့ဖြစ်ပါတယ်။ပြီးတော့သူကမျိုးနွယ်စုကိုအိမ်ပြန်ခေါ်သွားပါတယ်။မကြခင်မှာပဲရင်းတဲ့တကောင်ကတွေးညီနှံကိုရသွားပြီးကောင်လေးရဲ့ဘေးနားကိုဆင်းလာပါတော့တယ်။ဒါကကောင်လေးရဲ့ပါးစပ်ကိုပြင်းပြင်းထန်ထန်ဆိတ်လိုက်ပါတယ်။နာကျင်မှုကြောင့်သူချက်ချင်းနိုးလာခဲ့ပါတယ်။သူကလင်းတက်ကိုဖမ်းပြီးကမ်းပါးပေါ်ကနေလွှင့်ပစ်လိုက်ပါတယ်။ထိုင်ဖို့အတွက်တောင်မနှဲချင်းမြောင်းလာတဲ့ဒီကြောက်ဆောင်ဆုံးပေါ်မှာသူဟာတေမင်းတမန်ပြုတ်ကြမှာကိုကြောက်လန့်တကြားနဲ့ကြောက်ဆောင်နေရန်ကိုကတ်ထားရှာပါတယ်။သူကပတ်လေကိုကြည့်လိုက်ပြီးအပေါ်ကိုပြန်တက်ဖို့ကတော့မဖြစ်နိုင်ဘူးဆိုတာသိလိုက်ပါတယ်။သူ့ရဲ့တစ်ခုလေးသောရွေးချယ်မှုကအောက်ကိုဆင်းဖို့ကြိုးစားရမှာဖြစ်ပေမဲ့ခြေကုပ်လက်ကုပ်တွေကတိတ်ပြီးတိမ်လွန်းလာပါတယ်။သူအမြဲတမ်းမြဲမကင်ထားနိုင်ပါဘူး။သူ့ခြေထောက်ချော်သွားပြီးသူဟာပြုတ်ကျလူနီးပါးဖြစ်သွားပါတယ်။ကံကောင်းထောက်မှစွာပဲသူအမြန်တုံ့ပြန်လိုက်ပြီးအပေါ်ကကြောက်တုံးကိုလက်နှစ်ဖက်နဲ့လှမ်းကင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာမက်ဆောက်တဲ့ကမ်းပါးရံမှာမနှဲတွဲလောင်းခုပြီးထိန်းထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့အခြေအနေတွေကပိုပြီးဆိုးဝါးလာပါတယ်။ကောင်းကင်မှာမိုးတိမ်မေတွေဖုံးလွှမ်းလာပါတယ်။မိုးချင်းတန်တွေနဲ့လျှက်စီးတွေလက်လာပါတယ်။တပြိုင်နက်တည်းမှာပဲမိုးသေးသေးထန်ထန်ရွာချလာပါတော့တယ်။ကောင်လေးတစ်ကူလုံးရွှဲဆိုသွားပါတယ်။သူ့လက်မောင်းတွေထုံကျင်လာပြီးအားလဲကုန်းလူနီးပါးဖြစ်နေပါပြီ။အောက်မှာဖြစ်ပေါ်လာတဲ့မြည်ရည်ပြင်းကိုကြည့်ရင်သူရုတ်တရက်စိတ်ကူးတစ်ခုရသွားပါတယ်။မောင်ရင်ရေကပဲသူ့ရဲ့ပြုတ်ကျမှုကိုတက်တာအောင်လုပ်ပေးနိုင်လိမ့်မယ်ထင်ပါတယ်။တုံ့ဆုပ်နေဖို့အချိန်မရှိတော့တာမို့သူတက်တိမွေးလိုက်ပါတယ်ကဲ။သွားဆိုပြီးသူခုန်ချလိုက်ပါတော့တယ်။အချိန်ဘယ်လောက်တောင်ကုန်ဆုံးသွားလဲဆိုတာဘယ်သူမှမသိပါဘူး။ကောင်လေးနိုးလာတဲ့အချိန်မှာတော့နောက်တစ်နေ့ကိုတောင်ရောက်နေပါပြီ။သူဟာစာလောင်မွတ်သိမ့်နေပြီးသူ့ခြေထောက်ကနာကျင်မှုကိုတောင်ဂရုမစိုက်နိုင်တော့ပါဘူး။သူကရေအိုင်ငယ်တစ်ခုစီကိုတွားပြီးရှုံရည်တွေကိုအငမ်းမရတောက်ပါတော့တယ်။ဝါအောင်တောက်ပြီးတဲ့နောက်သူကသူ့ရဲ့ဖက်နှက်အရှိကိုချွတ်လိုက်ပါတယ်။အဲ့ဒီအခါကျမှပဲသူမြင်လိုက်ရပါတော့တယ်။သူ့ရဲ့ကျိုးသွားတဲ့ခြေထောက်ဟာတော်တော်လေးဖူးယောင်နေပါပြီ။သူအချိန်ဖြုံးလို့မဖြစ်တော့ပါဘူး။သူကသူ့ဘေးကကြောက်တုံးတုံးကိုကောက်ကင်လိုက်ပြီးအယိုးကိုနေရာမှန်ပြန်ရောက်အောင်အတင်းဖိသွင်းလိုက်ပါတယ်ပြီးတော့သူကထောက်ကန်ပေးဖို့အတွက်သူ့ခြေထောက်မှာတကိုင်းတေးလေးတစ်ချောင်းကိုစီးလိုက်ပါတယ်ဒဏ်ရာရနေတဲ့ခြေထောက်ကိုတရွတ်တိုက်ဆွဲရင်းသူ့အဖေကိုရှာဖို့တောင်းဖို့ကိုသူပြန်တက်သွားပါတယ်နောက်ဆုံးတောင်ထိပ်ကိုရောက်တဲ့အခါမှာတော့သူ့အဖေကသူ့အတွက်စောက်ပေးခဲ့တဲ့ကြောက်တုံးမတိုင်ကိုသူမြင်လိုက်ရပါတယ်ဒါကတော့သူ့အဖေကသူ့ကိုထားခဲ့ပြီဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အသက်15နှစ်ပဲရှိသေးတဲ့ကောင်လေးမှာနောက်ထပ်ဘာဆက်လုပ်ရမှန်းကိုလုံးဝမသိတော့ပါဘူးသူဟာစိတ်ပြတ်အားငယ်ပြီးမြေကြီးပေါ်မှာဝမ်းနဲ့တကြီးလဲလျောင်းနေရှာပါတယ်ဒါပေမဲ့ရုတ်တရက်အနီးနားကနေဝန်းပလွေတွေဥတန်းထွက်လာပါတယ်မလန်းမကန်းမှာဝန်းပလွေအုပ်တအုပ်ပေါ်လာပါတယ်အန်ရီယကိုတိလိုက်တာနဲ့ကောင်လေးကအခြားတစ်ဖက်ကိုအသေးတန်ထွက်ပြေးပါတော့တယ်ညနေဆောင်တော့သူဟာတစ်ပင်တပင်ပေါ်မှာပဲခွေလေးနေရပြီးတညလုံးစာလောင်မှုနဲ့အေးတံကိုအလူးလဲခံလိုက်ရပါတယ်နောက်တနေ့မနက်စောစောမှာပဲသူအစားအစာရှာဖို့လုပ်နေတော့ဝမ်ပလွေတွေကသူ့ရဲ့အနံ့ကိုပြန်ရသွားကြပါတယ်သူကတစ်ပင်ပေါ်ကိုအစွမ်းကုန်အမြန်ဆုံးတက်ခဲ့ပေမဲ့ခြေတလန်းနောက်ကျသွားခဲ့ပါတယ်ဝမ်ပလွေအုပ်ကောင်းဆောင်ကသူ့ရဲ့ဒဏ်ရာရနေတဲ့ခြေထောက်ကိုကိုက်ပြီးအောက်ကိုပြန်ဆွဲချလိုက်ပါတယ်
ကောင်လေးကသူ့ရဲ့ဓာတ်ကိုအမြန်ဆွဲထုတ်ပြီးဝန်ပလွေကိုထိုးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူကတစ်ပင်ဖျားဖို့ကိုတက်သွားပြီးမနှဲလွတ်မြောက်သွားခဲ့ပါတယ်။ညဘက်မှာတော့ဝန်ပလွေတွေကသူတို့ရဲ့သားကောင်ကိုလက်မလွတ်ပဲအောက်ကနေပက်ပက်လဲဝိုင်းနေတော့မှပဲတယောက်တည်းအားကိုးရမယ်ဖြစ်နေတဲ့ကောင်လေးဟာတစ်ပင်ပေါ်မှာနောက်ထပ်တစ်ညကိုဖြတ်တန်းခဲ့ရပြန်ပါတယ်။သူနိုးလာတဲ့အချိန်မှာတော့နေပင်မြင့်နေပါပြီ။ကံကောင်းထောက်မစွာပဲဝန်ပလွေအုပ်ကထွက်သွားကြပါပြီ။ဒဏ်ရာရနေတဲ့ဝန်ပလွေအုပ်ကောင်းဆောင်တစ်ကောင်ပဲကြံခဲ့ပါတယ်။မြေကြီးပေါ်မှာလဲလျောင်းပြီးအသက်ငင်နေတာကိုမြင်တော့ကောင်လေးကသူ့ရဲ့ဓာတ်ကိုတစ်သားတုတ်တစ်ချောင်းမှာချီလိုက်ပါတယ်။ဓာတ်ကိုတက်ဖို့အစဉ်သင့်ပြင်လိုက်ပေမဲ့လှန်ကိုမြောက်လိုက်တဲ့အချိန်မှာဝန်ပလွေကအားနည်းတဲ့အတန်လေးနဲ့အော်ရှာပါတယ်။သူ့ရဲ့တနာစရာကောင်းတဲ့အခြေအနေကိုမြင်တော့သဘောကောင်းတဲ့ကောင်လေးဟာမတက်ရတော့ပါဘူး။သူဘာမှမတွေးမိခဲ့ပါဘူး။ဒီလိုဂယုဏတက်လိုက်တဲ့လုပ်ရက်ဟာလူသားသမိုင်းမှာပထမဆုံးသောခွေးတစ်ကောင်ဖြစ်လာဖို့ဦးတည်သွားစေပါတော့တယ်။